အားလုံးပဲမင်္ဂလာညချမ်းလေးပါကျွန်တော်ရဲ့ channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာတာတေးရေးသားထားတဲ့ကွင်းမိုင်နှမမဖဲဝါဆိုတဲ့စိတ်ဝင်စားဖွယ်ရာပရာလောကဇလံကောင်းလေးရဲ့အစအဆုံးကိုပြောပြတင်ဆက်ပေးလိုက်ပါရခင်ဗျာနားဆင်ခံစားပေးကြပါအောင်ခင်ဗျာဇလံလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရသေးသူများလုပ်ထားပေးခဲ့ဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာဂူတလောကျုပ်အိပ်ရထားတာနောက်ကြတယ်ဗျတကူကစုံဆွဆွကုံဆိုတဲ့အတိုင်းပါပဲဗျာတကြံပြီးကြတဲ့ကတနေ့တခြားပူလာလိုက်တာကစုံလာတဲ့လေရောက်ရောနေရောညပါပူတော့တာပဲဗျာတညာလုံးချွေးတွေထွက်လို့ဘယ်မှာနှစ်နှစ်ချိုက်အိပ်ပျော်မှာတော့ဗျာအိပ်ရတဲ့မဲ့ဟိုဘက်လှိမ့်ဒီဘက်လှိမ့်နဲ့မနဲ့လင်းအားကြီးတော့ရောက်မှနှစ်နှစ်ချိုက်အိပ်ပျော်သွားတော့တာဗျဒီတော့လေအိပ်ရကဆော့ဆော့မထနိုင်တော့ဘူးပေါ့ဗျာကိုကြီးတာတေကျုပ်ကိုခေါ်တဲ့အတန်ကိုတက်တက်လေးကြားတာဗျမျက်လုံးကဖွင့်လို့ကိုမရတာဗျဟဲ့တာတေထားစမ်းဝိုင်းဝါကနေနင်းကိုခေါ်နေတာဟဲ့အမေနှိုးတော့မှပဲကျုပ်ကြီးလင်းနိုးသွားတာဗျကျုပ်လည်းအိမ်မုံဆုံမွားနဲ့ထားကြည့်လိုက်တယ်ဟာကြောက်ခဲဝိုင်းနဲ့မဝင်ပဲဝိုင်းဝါကနေအော်နေတာဗျကြောက်ခဲလာလေဘာလို့ဝင်မလာပဲအော်နေတာတော့ကျုပ်အော်လိုက်တော့မှကြောက်ခဲကဝိုင်းထဲကိုခက်တုတ်လျှောက်ပြီးဝင်လာတာဗျအိမ်မော်ကိုတန်းတက်လာတာဗျစိတ်စောနေလို့ကိုကြီးတာတေးရဝိုင်းဝါကပဲအော်ခေါ်နေတာဗျအောင်မကြောက်ခဲရမင်းမဘာတွေများစိတ်စောစရာတွေရှိနေလို့တော့ကွာကြောက်ခဲကထိုင်အောင်မထိုင်ဘူးဗျမတ်တက်ရက်ပြီးတော့တန်းပြောတာဗျကိုကြီးတာတေးတို့သမုံတော်ရထဲမှာခြေအားကြီးအကြီးတွေတွေးလို့တယ်ဗျဟေးငါတို့ရထဲမှာဟုတ်လားခြေအားကဘလောက်ကြီးလို့တော့ဘိုးဆန်ကွန်ပြောတာဗျသူတို့ကပဲဒီစိမ့်တွေမပဲတွေစိုက်ထားတော့ပဲခင်းနဲ့သွားတာလေဗျာသမုံတော်ယာကိုသူတို့ကဖြတ်သွားနေကြလေအဲ့ဒီမှာခြေရာကြီးတွေတွေးလို့ဆိုပြီးပြန်လာကြတာရွာထဲမှာဘိုးဆန်ကွန်းကဒီအကြောင်းကိုပြောပြနေတာကြားလို့ကျုပ်ကလာပြောတာဗျကဲကိုကြီးတာတေမျက်နှာမြန်တစ်ဗျာသမုံတော်ယာကိုမြန်သွားကြရအောင်ကြောက်ခဲနဲ့ကျုပ်ယာထဲကိုရောက်တော့ဘိုးဆန်ကွန်းပြောတဲ့ခြေရာကြီးတွေကိုလိုက်ရှာကြတယ်ကြောက်ခဲကတစ်ဖက်ကျုပ်ကတစ်ဖက်လူခွဲပြီးတော့ရှာတာဗျသမုံပင်တွေ6ပင်9ပင်ပြုံနေတဲ့ယာကွက်မို့လို့သမုံတော်ယာလို့ခေါ်နေကြတာဗျဟာတွေးပြီဗျို့ကိုကြီးတာတေးရေဟောဒီမှာဗျို့အကြီးတွေပဲဗျကျုပ်ကကြောက်ခဲစီကိုပြေးသွားပြီးတော့ငုံကြည့်လိုက်တယ်ဟုတ်ပါဗျာနဲတဲ့ခြေအားကြီးတွေမဟုတ်ဘူးဗျသကောတစ်ချက်စာလောက်ရှိမယ်ဗျဒါပေမဲ့အဝိုင်းမဟုတ်ဘူးလူခြေအားပုံဗျခြေချောင်းယာတွေပါတယ်ခြေချောင်းယာကလည်း9ချောင်းပဲခြေမနေရာကလည်းအကြီးဗျအုံမခွက်တစ်ခွက်စာလောက်ရှိတယ်ပြီးတော့ခြေရာကမြေကြီးပေါ်မှာပလေးပဲထင်းနေတာဗျဒီလောက်ကြီးတဲ့ခြေရာကြီးဆိုရင်အကောင်ကလည်းအကြီးဖြစ်မှာပေါ့ဗျမြေကြီးထဲမှာခြေရာကနက်နက်ကြီးထင်းနေရမှာပေါ့အခုအဲ့ဒီလိုမဟုတ်ဘူးဗျသဲမြေပေါ်မှာပလေးပဲထင်းနေတာကျုပ်လိုက်ပြီးတော့ရေးကြည့်တယ်တစ်ခုနှစ်ခုသုံးခုလေးခုအားလုံး14ခုကျုပ်သေးသေးချာချာကြည့်တော့ခြေရာကဘဲခြေရာညာခြေရာဆုံးဗျခြေရာ14ခုဆိုတော့ခြေလန်း9လန်းလှမ်းထားတာဗျခြေရာတစ်ခုနဲ့တစ်ခုကြားအကွာဝေးကိုကျုပ်ခံမှန်းကြည့်တော့လက်တလန်လောက်ချားတယ်ဗျဒါဆိုရင်ဒီခြေရာပိုင်ရှင်ဟာနဲတဲ့အရက်ကြီးမှမဟုတ်တာဗျကျုပ်ကဒီအကြောင်းပြောပြတော့ကြောက်ခဲဆိုတာကြောက်သွားပြီးမျက်နှာလေးဇီးရွက်လောက်ပဲရှိတော့တာဗျကြောက်ခဲကိုသာပြောရတယ်ကျုပ်ကိုယ်တိုင်လည်းကြောက်တာပဲဗျဆက်စောကလေးကကြက်သိန်းတွေ2ခါလောက်ထသွားပြီးသားဗျဟောကျုပ်တို့ရွာတွေကလူတွေထွက်လာကြပြီဗျဒီတဲ့င်းကကျုပ်တို့ရွာထဲမှာပြန့်သွားပြီထင်တယ်ဘိုးဆန်ကွန်းကလည်းတွေးသမျှလူကိုအကောင်လျှောက်ပြောနေတာလေဗျာကျုံနဲ့ကြောက်ခဲလဲခြေအားကြီးဖို့ထွက်လာတဲ့လူတွေနဲ့မတွေ့အောင်ဘိုးကြီးလေးထန်းတော်ဘက်ကပတ်ပြီးတော့ရွာကိုပြန်ခဲ့ကြတယ်အေယာမခြေအားကြီးတွေရဲ့ပိုင်ရှင်ကခြေလန်း9လန်းလှမ်းပြီးပျောက်သွားပုံရတယ်ဗျနောက်ထပ်ခြေအားမကြံခဲ့တော့ဘူးကျုပ်တို့ထနောင်းကုန်းသားတွေအတွက်ကတော့ဒီနေ့ဟာခြေအားနေ့ဖြစ်သွားတော့တာပေါ့ဗျာဟိုနာဆဆုဒီနာဆဆုနဲ့တနေ့လုံးဒီခြေအားအကြောင်းတွေပဲပြောနေတော့တာပေါ့ဗျာရွာတွေကတက်ကြီးရွယ်အိုတွေကလည်းသူတို့ဘဝမှာတွေ့ကြုံဘူးတဲ့ခြေရာတွေအကြောင်းပြောကြတော့တာပေါ့ဗျာတချို့ကလည်းဒါကိုဘလူးခြေရာလို့ပြောကြတယ်ရွာနီးတစ်ဝိုက်ညာဘက်မသွားဖို့မလာဖို့ပြောတဲ့လူကပြောနေဝင်ရွာပြေမထွက်ကြနဲ့ရွာနာကိုဘလူးကတ်တယ်လို့ဆိုသူကဆိုညာဘက်ကိုခလေးငယ်လေးတွေသိမ့်မငိုအောင်အမေတွေကဂယူးဆိုင်ဖို့ပြောတဲ့လူကပြောတချို့လူကြီးတွေကြားတော့လေဒါဟာမြေပုတ်ဘလူးခြေရာလို့ပြောကြတယ်ညရောက်ရင်ဝိုင်းဝါကမြေကြီးပေါ်မှာဖျောင်းတိုင်း9တိုင်းစိုက်ပြီးထွန်းဖို့ပြောကြတယ်ဒီတော့မှကျုပ်လဲခြေရာဆိုတာလူတွေစိတ်ဝင်စားတဲ့အရာတစ်ခုပဲဆိုတာသိရတော့တယ်အိမ်ပြန်ရောက်တော့
အဘနဲ့အမေကကျုပ်ကိုစီးမေးရောဗျဟဲ့တာတီခြေရာကြီးတွေဆိုတာဟုတ်လားဟုတ်တယ်အမေခြေရာကတော်တော်ကြီးလာလူလေအဘကလည်းမေးတယ်ဗျကျုပ်ကခေါင်းညှိမ်ပြလိုက်တယ်ဘလောက်တောင်ကြီးလို့တော့သကောချက်ကြီးလောက်ရှိတယ်အဘရဲ့ဒါပေမဲ့သကောလို့အဝိုင်းတော့မဟုတ်ဘူးလူခြေရာဗျကျုပ်ရေးကြည့်တာအားလုံး14ခုရှိတယ်ခြေလန်း9လန်းလှမ်းထားတဲ့အရာဗျပြီးတော့ခြေလန်းကိုကျုပ်တိုင်းကြည့်တာလူကြီးလက်1လန်းလောက်ရှိတယ်။အိုးမနှဲပါလားခြေလန်းဒီလောက်ကျဲရင်အကောင်တော်တော်ကြီးလို့ပေါ့ကွာ။ဟုတ်တယ်ဘာရဒါပေမဲ့အကောင်သာကြီးတာဗျ။ခြေရာကမြေကြီးတဲ့ကိုနစ်မဝင်သွားဘူး။သဲပေါ်မှာဖွားဖွားလေးပဲထင်းနေတာ။ဟေးဟုတ်လားဒါဆိုရင်အကောင်ကြီးပေမဲ့ပပေါ့လေးမှုလို့ပေါ့လူလေးရ။ဟုတ်တယ်ဘာဟုတ်တယ်။အိုးဘယ်နဲ့ဟာတော့ရွာတွေကကောင်တွေကတော့ဒါဘလူးခြေရာပဲဆိုပြီးရွာတွေကိုဘလူးမဝင်နိုင်အောင်ဘလို့လုံးမလဲလို့ပြောကြဆိုကြလုံနေတယ်ကွာအဘသိတဲ့အတိုင်းပဲကျုပ်တို့ရွာသားတွေကတော့ဒီလိုထူးထူးဆန်းဆန်းအကြောင်းလေးတွေဆိုရင်လွတ်စိတ်ဝင်စားကြတာဗျပြီးရင်လည်းဘလို့ကြောက်ရမလဲဆိုတာကိုပဲတွေးနေကြတာအေးဘောလူလေးရဲ့တောသူတောင်သားတွေကိုကွယ်ဘာမဆိုယုံလွယ်ကြတာကွကျုပ်လဲခုံတန်းရပေါ်ထိုင်ပြီးငကားဆေးဘောလေးကလေးကိုဝင်းညှိပြီးတော့ဖွာနေလိုက်တယ်အဘကလည်းသူ့အတွင်းနဲ့သူငြိမ်နေတယ်ဗျအမေကတော့မီးဖို့တယ်ဝင်သွားလေရဲ့ကျုပ်လည်းအမျိုးမျိုးတွေးကြည့်တာပေါ့ဗျာဒါပေမဲ့ဘာဆိုတာကိုကျုပ်မမှန်းဆနိုင်ဘူးဗျထမင်းစားပြီးချိန်လောက်ကြတော့ကြောက်ခဲကျုပ်စီကိုတစ်ခေါက်ထက်လာတယ်သူနဲ့ကျုံနဲ့မကြီးပင်ကြီးအောက်ကကွက်ပြစ်မှာထိုင်ပြီးအကျန်းတောက်ရင်စကားပြောကြတယ်ကြောက်ခဲကကျုပ်တို့ရွာထဲမှာတွေးတဲ့ခြေရာကြီးတွေအကြောင်းရွာထဲမှာပြောကြဆိုကြတာတွေကိုလိုက်နားထောင်ပြီးကျုပ်စီကိုသတင်းတွေတဲလာတာဗျညနေသာစောင်းသွားတယ်ဒီခြေရာတွေနဲ့ပတ်သက်ပြီးကျုပ်ဘာမှမသိဘူးဗျကြောက်ခဲလဲအိမ်ပြန်သွားတယ်ဗျညနေဆောင်တော့တကြီးလွှတ်လိုက်တဲ့ဇယ်အိမ်ကောင်းတွေကတဝိုင်းဝင်တဝိုင်းထွက်လိုက်ပြောကြတယ်6နာရီထိုးတာနဲ့ရွာတကားပိတ်မဲ့အကြောင်းကိစ္စမရှိဘဲညဘက်ရွာထဲကိုမသွားမလာဖို့အိမ်တကားကိုဆက်စောပိတ်ဖို့မိသားစုတွေတစုတဝေးတဲ့နေကြဖို့အကြောင်းရှိရင်အိမ်တိုင်းမှာရှိတဲ့အချက်ပေးကလတက်တွေခောက်ဖို့ပေါ့ဗျာမနက်ကကျုပ်တို့ရွာထဲမှာတွေးတဲ့ခြေရာကြီးတွေကြောင့်ကျုပ်တို့ရွာသားတွေတော့လန့်သွားတာအမှန်ပဲဗျအဲ့ဒီညကျုပ်အိပ်ရမဝင်ခင်မဖဲဝါရဲ့ကိုကွဲရုပ်ကလေးကိုကင်ပြီးတော့မဖဲဝါကိုမေးတယ်ပြီးတော့အရုပ်ကလေးကိုခေါင်းအောက်မှာထားပြီးတော့အိတ်လိုက်တယ်အေးစိတ်နေတဲ့လေတွေတိုက်နေတာဗျပဝန်းကျင်တစ်ခုလုံးမှာလဲမှောင်မဲနေတယ်ကျုပ်ရောက်နေတာတင်းချိုင်းကုန်းကြီးဗျတင်းချိုင်းကုန်းမှာသေးသေးမဟုတ်ဘူးအကြီးဗျရွာတင်းချိုင်းဟုတ်ပုံမပေါ်ဘူးဗျမျိုးတစ်မျိုးရဲ့တင်းချိုင်းပဲဒါပေမဲ့အုတ်ဂူတွေကဒီခေတ်ကူမဟုတ်ဘူးဗျရှေးခေတ်ပုံစံအုတ်ဂူတွေပြို့ကျုပ်လဲလာရောင်ဟိုးတော်အောက်မှာတယောက်တည်းဂူတွေကိုရှောက်ကြည့်နေမိတယ်ကျုပ်သွားရင်းနဲ့ကျုပ်ရှိတဲတဲကအုတ်ဂူကြီးတစ်လုံးကိုတေးသေးချာချာကြည့်နေမိတာဗျဒီအုတ်ဂူကြီးကိုကျုပ်မြင်ဘူးပါတယ်ဂူကအကြီးကြီးဗျအပေါ်မှာပြတ်သက်ပုံစံလောက်ထားတဲ့အင်္ဂရိပန်းတမော့လက်ရတွေနဲ့ဗျပြတ်သက်ကြီးကလည်းအမြင်ကြီးပါဗျာအိမ်ခတ်သေးသေးလေးတစ်လုံးလောက်ကိုရှိတာဗျဘေးတစ်ဖက်တစ်ချက်မှာဂူတစ်လုံးစီရှိတယ်ဗျအဲ့ဒီဂူနှလုံးကလည်းအကြီးတွေပဲဒါပေမဲ့ပြတ်သက်တွေတော့မပါဘူးကျုပ်အဲ့ဒီရှေးဟောင်းဂူကြီး3လုံးကိုမြင်ဘူးသလိုရှိတာနဲ့ရပ်ပြီးကြည့်နေတာဗျို့ဩသိပြီဗျို့ကျုပ်သိပြီဒါမီးလောင်ကုန်းတင်းချိုင်းနောက်ဖက်ပကုတ်တော်တဲ့ကအုတ်ဂူကြီးတွေပဲခြုံတွေအုပ်နေလို့ဂူတွေကိုမြင်အောင်မမြင်ရတော့ဘူးကျုပ်ကသာနေရာတကာလိုက်ပြီးဆက်စုတဲ့ကောင်မို့လို့ဒီဂူတွေကိုမှတ်မိနေတာဗျို့ကျုပ်မဖဲဝါကိုလိုက်ရှာလိုက်တယ်မတွေ့ဘူးဗျခါတိုင်းဆိုရင်ကျုပ်မဖဲဝါကိုတွေ့နေကြဗျအခုတင်းချိုင်းဟောင်းကြီးကိုပဲမြင်တယ်မဖဲဝါကိုမမြင်ဘူးဟာဝီလုံးကြီးဖြို့ဝီလုံးကြီးတစ်လုံးပြတ်သက်ဂူကြီးတွေကထွက်လာတာကောင်းကင်ကိုပြန်တက်သွားတယ်အောင်မဲတရေမကငါအလက်မှာမီးလုံးတွေဘာတွေလွတ်နေပါလားကဲဟာကဲအင်းလိုတရေမကိုဘယ်သူကလာပြီးကဲမှာမို့လို့နင်းကမီးလုံးလွတ်နေရတာတော့ကဲကွာဟာကျိန်းမောင်းတဲ့အတန်ကြီးနဲ့အော်တန်ကြီးဗျအော်တန်ကမဖဲဝါရဲ့အတန်ဗျမဖဲဝါရဲ့မချီမဆက်ခံစားပြီးအော်တဲ့အတန်ကျုပ်သိပြီမဖဲဝါကိုရန်သူဖမ်းထားပြီဗျခတ်တာကမဖဲဝါကိုရောသူ့ကိုဖမ်းထားတဲ့ရန်သူကိုရောကျုပ်မတွေးရဘူးဗျဒါပေမဲ့နေရာတော့ကျုပ်သိပြီဟောဒီရှေးဟောင်းဂူကြီးထဲမှာဗျကျုပ်လန့်နိုးသွားတယ်ဝေဦးတန်ကြီးနားထဲဝင်လာလို့နိုးသွားတာဗျကျုပ်နိုးသွားတော့တွေးနေမိတယ်ဒီခွေးဦးတန်ကအပြင်မှာကြားတာလားအိမ်မက်ထဲမှာကြားတာလားလို့ပေါ့ဗျာခွေးကြီးတစ်ကောင်ကလည်းဆွဆွငငင်ဦးလိုက်တာတော့ဘာတွေများဖြစ်နေလို့တော့မသိဘူးကိုညံရေအမေနဲ့အဖစကားပြောတဲ့ကြားတော့မှခွေးဦးတန်ကိုအိမ်မက်ထဲမှာကြားတာမဟုတ်ပဲ
အပြင်မှာတကယ်ကြားမှန်းတီးလိုက်ရတယ်ခဏနေတော့အဘရဲ့ဟောက်တန်ထွက်လာတယ်အမေလည်းတရှိရှုနဲ့အိပ်ပျော်သွားတယ်ကျုပ်လည်းမျက်စိတွေလေးလာရောဗျလေတွေတူတိုက်နေတဲ့အတန်ကိုကြားနေရတယ်ဘာမှမြင်ရတာမဟုတ်ဘူးအတန်ပဲကြားရတာအဲ့ဒီလေတိုက်တဲ့အတန်ထဲမှာအတန်တစ်ခုရောပြီးပါလာတယ်အမတ်တမတ်ဆိုရင်တော့ကြားစရာမရှိဘူးကျုပ်ကတေးသေးချာချာနားထောင်လို့သာကြားရတာဒါတည်းငါ့ကိုရန်သူဖမ်းထားတယ်ရန်သူကကဝေတယောက်ပဲဒါပေမဲ့ဒီကောင်ကတိုက်เสียကဝေဟဲ့ပြတ်သက်ကူဟောင်းကြီးထဲမှာမျိုးသားကြီးဦးဒိတ်ပမြုပ်ထားတဲ့ရွှေတွေငွေတွေရတနာတွေရှိတယ်တင်းញိုင်းတိုက်ကြီးမို့လို့ငါစောင့်ရတာအခုရန်သူကငါ့ကိုဖမ်းထားပြီးညှင်းဆဲနေတယ်တိုက်ဖွင့်ပေးဖို့ပြောနေတယ်ဒီလောက်လုံခြုံတဲ့တိုက်ကိုဒီကဝေကဘယ်ကဘလို့တိလို့လာတူးတာတော့မသိဘူးငါ့အကိုကွင်းမိုင်ကြီးကငါ့ကိုအမြဲကြည့်နေတာအခုငါပျောက်သွားလို့လိုက်ရှာနေတယ်နင်းစီမှာငါ့ကိုဝါရုပ်ကလေးရှိနေတာကိုနင်တို့ရွာထဲမှာငါ့ကိုဖမ်းထားတယ်ထင်ပြီးနင်တို့ရွာကိုငါ့အကိုကွင်းမိုင်ကြီးကလာပြီးတော့စောင့်ကြည့်နေတယ်မနှက်ဖြန်လားကွညာတကောင်မှာငါ့အကိုနင်တို့ရွာပြင်မှာရှိလိမ့်မယ်ငါ့ကိုဝါရုပ်ကိုပြပြီးငါ့အကိုကိုနင်ခေါ်လာခဲ့ပြီးတော့ပြတ်သက်ကူကိုလက်ညှိုးထိုးပြလိုက်ပြီးရင်ဆရာကြီးတွေပေးထားတဲ့တိုက်ဖို့ဆေးလုံးနဲ့ပြတ်သက်ကူကြီးကိုပေါက်လိုက်မျိုးစားကြီးရဲ့ဥစ္စာတိုက်ရောငါရောပေါ်လာလိမ့်မယ်ဒီတော့မှတိုက်เสียကဝေကိုနင်တို့တွေ့ရလိမ့်မယ်အဲ့ဒါတေမထားသေးဘူးလားဒီမှာကြောက်ခဲတောင်ရောက်လို့ဒီတော့မှပဲကျုံနိုးသွားတာပြို့မျက်စိဖွင့်ကြည့်လိုက်တော့မိုးတောင်လင်းနေမှကိုကြောက်ခဲကအိမ်ရှိကတန်းရခုံလေးမှာတမလီခွေပြီးထိုင်လို့ဗျဟာကြောက်ခဲစောစောစီးစီးပါလားကွာတခုခုတော့ထူးပြီထင်တယ်ကိုကြီးတာတဲ့ရေတခုခုတောင်မကဘူးနှစ်ခုခုပြို့နှစ်ခုခုဟေးပြောပါအောင်ကွာကြောက်ခဲရကျောက်ကအဲ့ရသိရင်ကြောက်ခဲကိုမေးလိုက်တယ်မနေ့ကတွေးတဲ့ခြေရာကြီးတွေဒီမနက်အများကြီးကိုတွေးတာပြို့ဟေးဟုတ်လားဘယ်နေရာမှာတွေးပြန်တာတော့ကွာဟာကိုကြီးတာတဲ့ရလဲကျုပ်တို့ရွာကိုပတ်နေတာဗျကြည့်ရတာတညာလုံးပတ်နေတဲ့ပုံပြို့ကျုပ်ကြောက်ခဲနဲ့ချက်ချင်းထားလိုက်ပြီးခြေရာကြီးတွေကြည့်တယ်ဟာဟုတ်ပါဗျာနဲတဲ့ခြေရာကြီးမှမဟုတ်တာကျုပ်တို့ရွာကိုတညာလုံးပတ်နေတာသေချတယ်ဗျဟင်ဟိုမှာခွေးနှကောင်သေနေပါလားကြောက်ခဲရဟုတ်တယ်ဗျကိုကြီးတာတဲ့ရွာလေပိုင်းကကိုပါအောင်ကြီးကန်ကြည့်တာတော့အယိုးတွေအပိုင်းပိုင်းကျိုးနေတယ်တဲ့ဗျသူ့ကိုဟောင်လို့ခြေထောက်နဲ့ကန်ပစ်တာဖြစ်မယ်ဗျဒါဟာဘသူခြေရာဆိုတာကျုပ်ကတော့သိနေတာပေါ့ဗျာညာကအိမ်မက်ထဲမှာကျုပ်ကိုမဖဲဝါပြောလိုက်တာပဲမဖဲဝါကိုကျုပ်ကအတန်ပဲကြားရတာဒီတိုးတန်နဲ့ရောပါလာတဲ့အတန်ကိုမနေနားထောင်ယူရတာသူကတတော့ကိုအစင်းမြင့်နဲ့ပုံပဲဗျတိုက်เสียဆိုတဲ့ကဝေကောင်ကသူ့ကိုသူလဲရုပ်ဖြောက်ထားလို့ရတယ်ထင်တယ်ဗျဒါကြောင့်မဖဲဝါကတိုက်ဖို့စေးပေါက်ခိုင်းတာတိုက်ဖို့စေးပေါက်လိုက်ရင်ဒီကဝေကိုရောင်ဖြောက်ထားလို့မရဘူးဗျဒီလိုကဝေမျိုးကျုပ်တခါမှကိုမကြားဘူးပြို့တိုက်တူးတဲ့ကဝေဆိုတာလဲဒီတခါပဲကြားဘူးတာပြီးတော့သူတူးတဲ့တိုက်ကဖျားတိုက်တွေဘာတွေတော့မဟုတ်ဘူးဗျပုဂ္ဂလိကတိုက်ကိုတူးတဲ့လူဗျအခုဒီလူမဖဲဝါကိုဖမ်းချုပ်ပြီးတော့ဖွက်ထားလိုက်တယ်သူ့ကိုယ်သူလဲကိုဖြောက်ထားတယ်မဖဲဝါကိုမျက်ခြေမပြတ်ကြည့်နေတဲ့သူ့အကိုကွင်းမိုင်ကြီးကမဖဲဝါပျောက်သွားလို့လိုက်ရှာနေတယ်ကျုပ်စီမှာရှိတဲ့မဖဲဝါရဲ့ကိုကွဲရုပ်ကလေးမှာမဖဲဝါရဲ့ဝိညာဉ်တွဲနေတာဆိုတော့ကွင်းမိုင်ကြီးကသူ့ညမမဖဲဝါကိုကျုပ်တို့ရွာထဲမှာဖမ်းထားတယ်ထင်ပြီးရွာကိုပတ်နေတော့တာပေါ့ဗျာကျုပ်ကတော့သဘောပေါက်သွားပြီပြို့ဒါပေမဲ့ဒီအကြောင်းကိုဘသူကမှအမှန်တိုင်းမပြောရဲဘူးဗျရွာကလူတွေတအားကြောက်သွားမှစိုးရတယ်ပြီးတော့ကျုပ်စီမှာမဖဲဝါအယုတ်ကလေးရှိနေတာကိုရွာထဲမှာတီးတဲ့သူတယောက်မှမရှိဘူးလေဗျာဒီတော့ကျုပ်ဒါကိုပြောလို့မရဘူးဗျလာကွယ်ညတော့ရောက်ပြီပြို့ကြောက်ခဲဆိုတဲ့အကောင်ကလည်းကျုပ်ကိုအမြဲတမ်းအကဲခတ်နေတာဗျဒီကိစ္စကိုကျုပ်တစ်ခုခုလုပ်မယ်ဆိုတာတော့သိတာပေါ့ဗျာကိုကြီးတာတေဒီညတစ်ခုခုလုပ်တော့မယ်ပုံပဲကိုကြီးတာတေတနေရာသွားမယ်ဆိုရင်ကျုပ်ကိုခေါ်တော့ကျုပ်လိုက်မယ်မြင်မလိုက်နဲ့ကြောက်ခဲအန်ဒီရဲ့တော်တော်ရှိတယ်ကြောက်ခဲတယောက်တော့မျက်နှာပြက်ပြက်နဲ့ထပြန်သွားရောပြို့ဝီလောင်ကုန်းဆိုတာကကျုပ်တို့ရွာနဲ့ကဘာဝေးတာမှတ်လို့နိုင်ဝဲလောက်ရှောက်ရင်ရောက်တဲ့ရွာပဲလေညတကောင်နီးလာတော့အဘနဲ့အမေနဲ့ကအိတ်နေချပြီပေါ့ဗျာကျုပ်တစ်ခုခုလှုပ်ဖို့ပြင်ဆင်နေတယ်ဆိုတာလေအမေကရိမ့်မိပြီးသားဗျညနေကလေးကကျုပ်လဲဆေးလွယ်ကိုစစ်ဆေးခဲ့ရတာဗျကျုပ်ကဆေးရမဟုတ်ပေမဲ့အရေးကြုံရင်သုံးဖို့ဆေးတွေအင်းတွေရုပ်ထုတွေကကျုပ်ဆေးလွယ်အိမ်မှာအပြည့်ဗျဆရာကြီးဒေါက်တာမင်းအောင်ဆရာနွန်ဖဆရာအိုဆရာညိုဆရာကြီးဘိုးပေတလူဆရာကြီးဘိုးလူပေတို့ပေးထားအပ်ထားတဲ့ဆေးဝါအင်းခြေမန်းခွင်းတွေကကျုပ်မှာစုံလို့လေအဟိန်းခါတာတွေအနှိုးခါတာတွေ
မန္တန်တွေလည်းကျုပ်ကတော်တော်များများနှုတ်တက်ရခဲ့တာဗျကျုပ်လည်းမျက်ကွင်းဆေးကွင်းထားလိုက်တယ်မကြီးပင်အောက်ကကွက်ပြစ်မှာတယောက်တည်းထိုင်နေရင်ငကားဆေးဘောလိတ်ကလေးဖွာလိုက်တယ်ဟောရွာတောင်ဘက်ကခွေးဥတန်တွေရောခွေးဟောင်တန်တွေရောကြားလိုက်ရတယ်ဗျကျုပ်လည်းဆေးဘောလိတ်ကိုမီးငိမ့်လိုက်ပြီးဆေးလွယ်ကိုဆက်လွယ်တိုင်းလိုက်တယ်ပြီးတာနဲ့ဝိုင်းထဲကနေထွက်ချလာခဲ့တယ်ဗျရွာတောင်ပိုင်းကိုရောက်တော့ခွေးဟောင်တန်တွေကပို့ပြီးတော့စူးညံလာတဲ့ပြုတ်ကျုပ်လည်းဘာမှတွေးမနေတော့ပဲတောင်ဘက်တကားကိုဖွင့်ပြီးရွာပြင်ထွက်လိုက်တယ်ရာခင်းတွေကိုဖြတ်ပြီးတိုက်လာတဲ့လေအေးလေးကကျုပ်ကိုဖြတ်တိုက်သွားတယ်တကိုယ်လုံးအေးပြီးလန်းဆန်းသွားရောဗျဟောခြေတံကြီးဗျကျုံနောက်ဘက်ကကြားလိုက်ရတာကျုပ်ခြာကနေနောက်ကိုလှည့်ကြည့်လိုက်တယ်အောင်မလေးအေးအောင်မအကောင်ကြီးပါလားဗျရေအောင်တွေအောက်မှာမမားကြီးရက်ပြီးမျက်လုံးနှိကြီးတွေနဲ့ကျုပ်ကိုစိုက်ကြည့်နေတာဗျရန်လိုတဲ့အမူအရာတွေမတွေးရဘူးဩမဖဲဝါရဲ့အကိုကွင်းမိုင်ကြီးဆိုတာဒါပါလားပစိုးကွက်တုံးကြီးနဲ့ဗျအပေါ်ပိုင်းမှာတော့အဝတ်အစားမရှိဘူးသပင်ကဖာလာကြီးကြောကုန်းပေါ်လောက်အထိကျနေတယ်ခြေတလုံးကြီးတွေကထမ်းပင်လုံးလောက်ရှိတာဗျလက်မောင်းကြီးတွေကလည်းထမ်းပင်အရင်လောက်ကိုရှိတာဗျမျက်လုံးကြီးနှလုံးကหนีရဲပြီးပြူးထွက်နေလိုက်တာအင်းရီတော့ပကံကြီးတွေမှောက်ထားသလိုပဲဗျကျုပ်ကမဖဲဝါမှားတဲ့အတိုင်းပေါ့ဗျာဂရီဘာအိတ်ထဲကမဖဲဝါရဲ့ကိုဝါရုပ်ကလေးကိုထုတ်ယူပြီးကိုဝဲဝင်းညင်ကိုပင်းလိုက်တယ်ကျုပ်လက်ထဲမှာကင်ထားတဲ့မဖဲဝါရုပ်ကလေးကစက်ခနဲ့လှုပ်လာတယ်မဖဲဝါရဲ့ကိုခွဲဝင်းညင်ဝင်သွားပြီဆိုတာကျုပ်သိတယ်ဗျကျုပ်ကမဖဲဝါရဲ့ကိုတူကိုဝဲရုပ်ကလေးကိုကွင်းမိုင်ကြီးမြင်အောင်မြှောက်ပြလိုက်တယ်ကွင်းမိုင်ကြီးကကျုပ်နဲ့ဂိုင်း20လောက်မှရက်နေတာဗျကွင်းမိုင်ကြီးကျုပ်ကမဖဲဝါရဲ့မိတ်ဆွေတာတေးပါမဖဲဝါကိုကဝေတယောက်ကဖမ်းချုပ်ထားတယ်ဗျအဲ့ဒီကဝေကမဖဲဝါဆောင်းရတဲ့မီးလောင်ကုန်းတင်းချိုင်းနောက်ကဂူဟောင်းကြီးထဲမှာရှိတဲ့မျိုးစားတိုက်ကိုတူးဖို့မဖဲဝါကိုဖမ်းချုပ်ပြီးတော့နှိပ်စက်နေတာဗျမဖဲဝါကကွင်းမိုင်ကြီးကိုခေါ်ခဲဖို့မှားလိုက်တယ်ကျုံနဲ့ခုချက်ချင်းလိုက်ခဲ့ပါပြောပြီးတာနဲ့ကျုပ်ကနောက်ကိုလှည့်ပြီးထွက်ခဲ့တယ်ဟောကျုပ်ပြောတာတွေကိုကွင်းမိုင်ကြီးနားလဲပုံရတယ်ဗျကျုံနောက်ကပါလာပြီးသူ့ခြေတံကြီးတွေကြားနေရတာကကြောက်စရာကြီးပါဗျာကျုပ်ဖြစ်မဖဲဝါကိုကဝေဖမ်းပြီးနှိပ်စက်နေလို့သာထွက်လာခဲ့ရတာဝင်းမိုင်ကြီးကိုကြောက်လိုက်တာမှစက်သိန်းတွေတဖြန်းဖြန်းထားလို့ပြို့ကျုပ်ကခတ်တုတ်တုတ်ရှောက်လေဝင်းမိုင်ကြီးရဲ့ခြေတံကလည်းခတ်တုတ်တုတ်ကြားရလေပဲဗျကျုပ်တော့နောက်ကိုတခြားမှလှဲမကြည့်တော့ဘူးဗျာဖြစ်ချင်ရတာဖြစ်ပါစေတော့လို့တွေးလိုက်တယ်မီးလောင်ကုန်းတင်းချိုင်းကိုရောက်တော့တင်းချိုင်းနောက်ဘက်ကကိုတော်ကိုကျုပ်ဝင်ခဲ့တယ်မျိုးစားကြီးရဲ့ဂူဟောင်းကြီးနားကိုရောက်တော့ကျုပ်ရက်လိုက်တယ်ကျုံနောက်ကခြေတံကြီးလည်းရက်သွားပြီဗျဟဲ့တရေမဒီပစ္စည်းတွေဟာနင်းပစ္စည်းမဟုတ်လားဘာဖြစ်လို့နင်းကာကွယ်နေရတာလဲနင်းကငါဒီလောက်နှိပ်စက်နေတာတောင်နင်းခံနိုင်နေသေးတယ်ကဲအခုနောက်ဆုံးမေးမယ်ပစ္စည်းတွေငါ့ကိုအပ်မလားမအပ်ရင်ငါနင်းကိုမီးလောင်တိုက်သွင်းတော့မယ်နင်းဖွက်ထားတဲ့မျိုးစားရဲ့တိုက်ကိုအခုဖော်လိုက်စမ်းဟိအမလေးပူလိုက်တာတော့မဖဲဝါရဲ့မချီမဆန့်អော်လိုက်တဲ့အတန်ကြီးဗျအတန်နဲ့ကြီးနဲ့អော်လိုက်တာဗျကျုပ်တော်လန့်သွားတယ်နောက်ကိုကျုပ်လှည့်ကြည့်လိုက်တော့ကွင်းမိုင်ကြီးကလက်သီးကြီးတွေစုပ်ထားပြီးအန်ကြီးကြိတ်ထားတယ်ကွင်းမိုင်ကြီးရဲ့လက်သီးကြီးတွေကတင်းတောင်ကြီးတွေလောက်ရှိတာဗျအန်ကြိတ်လိုက်တော့မှကြေရောင်အောက်မှာအဆွဲကြီးတွေဖွေးနေတာကိုတွေးလိုက်ရတာဗျတိုက်စီယာကဝေးရဲ့ကျိန်းမောင်းတန်ကြီးတွေမဖဲဝါရဲ့မချီမဆန့်အော်တန်ကွင်းမိုင်ကြီးရဲ့အဆွဲဖွေးနဲ့ဒေါသမျက်နှာကြီးတွေကိုတွေးလိုက်ရတော့ကျုပ်ဖြစ်လိပ်ပြလွင့်မသွားအောင်မနှဲကိုတတိထားနေရတော့တာဗျကျုပ်လောက်ရမယ့်အလုပ်ကိုလုပ်ဖို့တိုက်ဖို့ဆေးလုံးကိုယူလိုက်တယ်ဒီဆေးတော်ကဆရာဖိုးပေးခဲ့တာဗျဆရာဖိုးဆိုတာအမတန်မှအစွမ်းထက်တဲ့လောက်အမတန်တီးကြည့်ပြီးအမတန်မှဂတိသစ္စာတီးတဲ့ပုဂ္ဂိုလ်ကြီးပါဗျာသူတို့ရွာကပျောက်သွားတဲ့ဘင်ဂျိုဘာစောကြီးကိုတိုက်ထဲမှာတွေ့လို့ဆရာဖိုးနဲ့ကျုပ်ပြန်ခေါ်ခဲ့ကြတာလေဗျာဒီဆေးလုံးကိုဂရီဘာဘူးလေးထဲထည့်ထားတာဗျမောင်တာတေမင်းကြီးကွဈေးတော်ကတလုံးတည်းပဲဒါပေမဲ့မင်းဘယ်နှခါပဲသုံးပြီးတာနဲ့ဒီဂရီဘာဘူးတဲ့ကိုသူ့အလိုလိုပြန်ရောက်လာနေလိမ့်မယ်ဆရာဖိုးကျုပ်ကိုမှားသွားတာဗျကျုပ်ဈေးတော်ကိုထုတ်ယူလိုက်တယ်ပြီးတော့ဈေးတော်နှိုးတဲ့ဂါရာကိုကျုပ်ရွတ်လိုက်တယ်ကျုပ်လက်ထဲမှာစုပ်ထားတဲ့တိုက်ဖို့ဆေးလုံးကခုန်နေပြီဖြို့ကဲကွာမျိုးစားမင်းရဲ့အုတ်ကူကြီးကိုကျုပ်ဆေးလုံးနဲ့ပြစ်လိုက်ပြီဖြို့ဟာမီးကိုလုံးကြီးဟုံးနဲ့ပေါ်လာတာဗျို့ဟာမီးတွေဟာမဟုတ်ဘူးဗျဆက်တွေဗျဆက်တွေဒါကဝေဆက်တွေဗျကျုပ်ချက်ချင်းပဲနောက်ကိုခြေလန်းသုံးလန်းဆုပ်လိုက်တယ်ဟာကွင်းမိုင်ကြီးပြေးလာပြီဗျို့အခိုးငွေတွေပျောက်ကွယ်သွားတော့ကဝေရဲ့ဆက်ရောင်ကြီးကလင်းပြီးကြံရစ်ခဲ့တယ်ဟောတွေ့ပြီဟိုမှာမဖဲဝါ
မဖဲဝါရဲ့တကိုယ်လုံးကိုစက်တွေလွှတ်ပြီးကျိုးတုပ်တလို့တုပ်ထားတာဗျမဖဲဝါကသပင်ဖားလာကြီးနဲ့လူတုပ်လျက်ကြီးဗျကဝေကဆေးကြိမ်လုံးကြီးကင်လို့ဗျဒီဆေးကြိမ်လုံးနဲ့မဖဲဝါကိုရိုက်ပြီးတိုက်ဖို့ခိုင်းနေတာဗျရုတ်တရက်အခိုးငွေတွေထပြီးမျိုးစားတိုက်ပေါ်လာတော့ဝမ်းသာအားနဲ့ဖြစ်သွားတာဗျကဲဘလို့တော့တရေမနင်းနောက်ဆုံးတော့နင်းစောင်းရတဲ့တိုက်ကိုဖော်လိုက်ရပြီမလားတုတ်ကြီးလိုက်တော့တောခတ်ထားတဲ့ကြေးတစ်တာတွေဗျခြေဟောင်းတစ်တာကြီးတွေပြို့ဘယ်နှလုံးမှန်းတော့မသိဘူးတစ်လုံးပေါ်တစ်လုံးဆင့်ထားတာဗျကျုပ်တိုက်ဖော်ဆေးနဲ့ပြစ်လိုက်လို့တိုက်ပေါ်လာတာကိုကဝေကမဖဲဝါသူနှိမ့်ဆက်တာကိုမခံနိုင်လို့တိုက်ဖော်ပေးလိုက်တယ်ထင်ပြီးဝမ်းသာအားရဖြစ်နေတာဗျဝင်းမိုင်ကြီးကသူ့ညမကိုမြင်လိုက်တော့ချက်ချင်းပဲရှေ့ကိုပြေးထွက်ပြီးကဝေကိုဖမ်းဖို့လှုပ်ထားဗျကျုပ်တီးလိုက်တယ်ဝင်းမိုင်ကြီးမှားသွားပြီဒီလောက်စွမ်းထက်တဲ့ကဝေကိုသူဘလို့မှရှင်လို့မရနိုင်ဘူးဆိုတာ तू မသိဘူးဗျမျိုးစားတိုက်ကယတနာတစ်တာတွေကိုမြင်လိုက်ရလို့ဝမ်းသာအားရဖြစ်နေတဲ့ကဝေကရုတ်တရက်ကြီးပြေးလာတဲ့ကွင်းမိုင်ကြီးကိုမြင်လိုက်တော့အန်အောပြီးသူ့လက်ထဲကဆေးကြိမ်လုံးနဲ့ရမ်းလိုက်တယ်ကွင်းမိုင်ကြီးတုံးကနေရက်သွားတယ်ရှေ့ကိုတိုးလို့မရတော့ဘူးဗျဒီမာရင်ကဝေကသူ့ပါဇက်ထဲကစိမ့်ပြပြအယောင်တလက်လက်တောက်နေတဲ့ဆက်တွေကိုခက်မြမြန်လွှတ်ပြီးကွင်းမိုင်ကြီးကိုဆက်တွေနဲ့ပတ်ထားလိုက်ရောဗျကွင်းမိုင်ကြီးလှုပ်ကိုမလှုပ်နိုင်တော့တာဗျလှုပ်လိုက်တာနဲ့တအားပူပြီးအတန်နဲ့ကြီးနဲ့អော်ရတော့တာဗျလက်ဆတတော့ကွင်းမိုင်ကမင်းနှမကိုဖမ်းထားလို့မင်းလိုက်လာတာပေါ့ဟုတ်စတိတ်ကောင်းတာပေါ့ကွာယုံထောင်တာကြောင်ပါမိနေတော့တိတ်ကောင်းတာပေါ့မဖဲဝါရောကွင်းမိုင်ကြီးရောခေါင်းငိုက်ဆိုင်ကျသွားပြီဗျကဲဟောဒီပလင်းတဲကိုကွင်းမိုင်ဝင်စမ်းဟိကဝေကလက်နှစ်ဖက်ကိုရှေ့တန်းပြီးကွင်းမိုင်စီကိုအနီရင်အောင်ဆက်တွေထက်လွတ်လိုက်တာကွင်းမိုင်ကြီးအရွယ်တစ်ဖြည်းဖြည်းသေးသွားလိုက်တာကဝေမြေကြီးပေါ်မှာထောင်ပြီးချထားတဲ့ပလင်းထက်တောင်သေးသွားတာဗျနောက်ဆုံးတော့စိမ့်ပြရောင်ဆက်တွေနဲ့တုံနှောင်ထားတဲ့ကွင်းမိုင်ကြီးဟာကျုပ်ရဲ့လက်တန်းလောက်အရွယ်ကလေးဖြစ်သွားရောဗျာကဝေကကွင်းမိုင်သေးသေးလေးကိုစက်ခနဲ့ကောက်ယူပြီးပလင်းထဲကိုထည့်လိုက်တယ်ပြီးတာနဲ့ပလင်းကိုဝက်ဥရစ်အဖုံးနဲ့ဖုံးလိုက်ရောဗျသူ့လွယ်ရီထဲကနောက်ထပ်ပလင်းတစ်လုံးကိုထုတ်ပြီးမဖဲဝါကိုလည်းအနီရောင်ဆက်နဲ့လွှတ်ပြီးသေးသေးလေးလှုပ်လိုက်တယ်ကျုပ်ကြည့်နေတော့မှပဲမဖဲဝါလဲကျုပ်လက်တန်းအရွယ်လောက်ပဲရှိတော့တာဗျကဝေကမဖဲဝါကိုလည်းကောက်ယူပြီးငှပြောဘူးပလင်းထဲကိုထည့်လိုက်တယ်ပြီးတော့ဝက်ဥရစ်အဖုံးကိုဖုံးလိုက်တယ်မဖဲဝါရောသူ့အကိုကွင်းမိုင်ကြီးရောပလင်းတွေထဲကိုရောက်ကုန်ပြီဗျငါကအစတုန်းကမဖဲဝါကိုဖမ်းထားပြီးတင်းញိုင်းတွေထဲမှာရှိတဲ့တိုက်တွေကိုတူးဖို့ကြံတာအခုတော့ကွင်းမိုင်ပါရလိုက်ပြီဆိုတော့တင်းញိုင်းထဲကပစ္စည်းတွေတင်မကဘူးကွင်းတွေထဲကပစ္စည်းတွေကိုပါရတော့မှာပေါ့ကွာငါတော့တထေးကြီးဖြစ်ပြီဟေ့ကျုပ်လည်းမတက်တောင်ထမရရဲဘူးဗျဗီဇက်ချုံကြီးနောက်မှာကွယ်ပြီးငိန်နေရတယ်ကျုပ်တွေးတယ်ကျုပ်ဘာလုပ်ရမလဲဒီအတိုင်းဆိုရင်တော့ဒီတိုက်เสียဟာကွင်းမိုင်နဲ့မဖဲဝါကိုတကယ်ဖမ်းသွားတော့မှာဗျပြီးရင်တစ်တလုံးခိုင်းစားတော့မှာတေးကြတယ်ကျုပ်ဆလွယ်တိုင်းလွယ်ထားတဲ့လွယ်အိတ်ထဲကအင်းတစ်ချက်ထုတ်လိုက်တယ်ဒါကျုပ်ကိုဘိုးလူပေပေးခဲ့တဲ့အင်းဗျကဝေဆက်ဖြတ်အင်းနဲ့ဘိုးလူပေစီရင်တဲ့အင်းပဲဗျာဘယ်မှာအစွမ်းမထပ်ပဲရှိမှာတော့ကျုပ်အင်းကိုလက်ထဲမှာတင်းတင်းဆုပ်ပြီးအင်းဟိန်းကာတာရွတ်လိုက်တယ်ဘိုးလူပေရဲ့အင်းကကျုပ်လက်ထဲမှာခုံနေတယ်ဗျကျုပ်သိတာပေါ့ဒါအင်းအသက်ဝင်လာတာဗျအင်းကိုတင်းတင်းဆုပ်ပြီးဗီဇက်ချုံရှေ့ကိုကျုပ်ထွက်လိုက်တယ်တိုက်စီရကဝေကကျုပ်ကိုဖြတ်ခနဲ့မြင်သွားတယ်အဲကောင်လေးမင်းကဘာတူတော့အချိန်မတော်ကြီးမှာဘယ်ကနေဘယ်ကိုသွားမှာတော့ကျုပ်နမီတာတေးတဲ့ကျုပ်ကထနောင်းကုန်းမှာနေတာဩအေးပါကွာမင်းတို့လိုကာလာသားတွေကဒီအချိန်ရီးစားနဲ့တဝါကြီးချင်းတွေ့ပြီးကြွားပြန်ကြမှာပေါ့ဟုတ်လားကောင်လေးမင်းငါကိုဟောဒီတစ်တာတွေလှဲနဲ့တင်ပြီးလိုက်ဖို့မလားမင်းကငါတသက်စာစားဖို့ပေးမယ်တိုက်เสียကြီးခမမှားနေပြီရုပ်ကပစ္စည်းလိုချင်လို့လာတာမဟုတ်ဘူးဗျဟောတာလေးပေးချင်လို့လာတာရော့ရုပ်ကဘာမှမပြောတော့ပဲကဝေဆက်ဖြတ်အင်းနဲ့ပြစ်လိုက်တယ်မီးတွေထတောက်သွားတာဗျဘိုးလူပေကကျုပ်ကိုပြောဘူးတယ်ကဝေရဲ့ဆက်ကပြင်းလေမီးတောက်တွေကြီးထွားလေပဲတဲ့ဒါဆိုရင်တော့ဒီကဝေရဲ့ဆက်ဟာတော်တော်ပြင်းလို့ပဲဖြစ်မှာပဲထတောက်တဲ့မီးတောက်ကြီးတွေကနဲတာကြီးတွေမှမဟုတ်တာဗျာကဝေအငိုင်းမိသွားတာဗျဘာမှမတတ်နိုင်တော့ဘူးလေဗျာဆက်တွေအားလုံးပျောက်သွားပြီကြေရောင်တွေပဲရှိတော့တာဗျမင်းကမလောက်လေးမလောက်စားနဲ့ဘာကောင်တော့မင်းကကျုပ်ကတန်ဤမတန်ဤနားမလဲဘူးလေဗျာဆရာကြီးဦးမင်းအောင်ပေးခဲ့တဲ့ကဝေဆက်ဖြတ်အင်းကိုအစင်သင်ထက်ကင်ထားတာဗျဟာစ
ဆက်တွေပျောက်သွားတော့ဝင်းမိုင်နဲ့မဖဲဝါသူတို့ကိုဖမ်းထားတဲ့ပလင်းတွေကိုခွဲထွက်လာပြီပြို့ကဝေလန့်သွားပြီပြို့ချက်ချင်းဆက်တွေထပ်ထုတ်တယ်ဒါပေမဲ့ဆက်တွေကသူ့ကိုယ်မှာပဲလင်းနေတော့တာပြို့ရှေ့ကိုနည်းနည်းလေးမှထွက်မလာတော့ဘူးခုံပြီးတော့သပင်ဖားလာကြီးနဲ့မဖဲဝါကြီးလေတဲကိုခုံတက်သွားပြီပြို့ဟောအောက်ကိုပြန်ကျလာပြီကဝေရဲ့ကြောပေါ်ကိုမဖဲဝါလက်ဝါးကြီးကျသွားပြီကဝေကြောကြီးကော့တက်သွားပြီပြို့ဒါပေမဲ့လဲကျမသွားဘူးဗျသူ့ပညာအစင်းကနည်းနည်းနော်တော့မဟုတ်ဘူးပြို့ထက်ရိုက်ပြီးမဖဲဝါကနောက်တစ်ချက်ထက်ရိုက်တယ်ဟောကြောကြီးကော့တက်သွားပြန်ပြီဒါပေမဲ့လဲကျမသွားဘူးဗျမဖဲဝါနောက်ကိုခုံဆုပ်သွားပြီကျုပ်ဖြစ်အံ့ဩလိုက်တာဗျာမဖဲဝါရဲ့လက်ဝါးစာမီးလို့ကတော့ဘယ်သူမှအသက်မရှင်နိုင်ဘူးလေဗျာခုတော့မဖဲဝါလက်လျှော့သွားပြီဗျဒါမျိုးဒီတစ်ခါပဲတွေ့ဘူးသေးတယ်မဖဲဝါကသူ့အကိုကွင်းမိုင်ကြီးကိုတစ်ချက်လှမ်းကြည့်တယ်ကွင်းမိုင်ကြီးကလည်းမဖဲဝါကိုတစ်ချက်လှမ်းကြည့်ပြီးခေါင်းငိမ်ပြတယ်ဟာပြေးလာပြီကွင်းမိုင်ကြီးပြေးလာပြီပြို့ထမ်းပင်လုံးလောက်ရှိတဲ့ခြေသလုံးကြီးနဲ့သကောလောက်ရှိတဲ့ခြေပွားကြီးတွေနဲ့ပြေးလာတာဗျလက်မောင်းအိုးကြီးတွေကထမ်းပင်အရင်ပိုင်းလောက်ကြီးကိုရှိတာဗျဟာကဝေကိုလှမ်းဆွဲလိုက်ပြီပြို့ဘာဆက်မှထုတ်လို့ထွက်မလာတော့တဲ့ကဝေကိုသူ့လက်ကြီးနဲ့လှမ်းဆွဲလိုက်တာဗျကဝေကိုခြေထောက်ကတစ်ဖက်ခေါင်းကတစ်ဖက်ကင်ပြီးဆွဲကနေမယူသွားပြီပြို့ဟောကွင်းမကြီးဒေါသတကြီးနဲ့ပါဇက်ကြီးဖျဲထားလိုက်တာအဆွဲကြီးတွေမှာဖွေးနေတာပဲပြို့သားစိမ်းငါးစိမ်းစားမန်းအဆွဲကြီးတွေတွေးတာနဲ့သိနိုင်တယ်ပြို့ဟာကြိုက်ပြီလေပင်ကိုကြိုက်ပြီဟာကဝေကြီးရဲ့လေပင်ကသွေးတွေဖြာကနေပန်းကျလာပြီပြို့ကဝေအော်တန်ကြီးအကျယ်ကြီးပါဗျာမချီမဆန့်ဝေဒနာခံစားပြီးအော်တဲ့ရင်ကောင်းတန်ကြီးဗျဟာသစ်ပင်ကြီးတွေပေါ်မှာအိတ်တန်းတက်နေတဲ့ကြီးကန်းတွေတောင်လန့်ပြီးတော့ပြိုကုန်ကြပြီပြို့ကဝေကကွင်းမိုင်ကြီးရဲ့လက်ထဲမှာတင်စန့်ငင်နဲ့ငိန်ကျသွားပြီဗျကွင်းမိုင်ကြီးကကဝေရဲ့လေချောင်းသွေးကိုဆုပ်ယူပြီးကဝေရဲ့ကိုကြီးကိုမြေပေါ်ပစ်ချလိုက်တယ်အသက်မရှိတော့တဲ့ကဝေရဲ့ခန္ဓာကိုယ်ကြီးမြေပေါ်ကိုကျလာပြီးနှစ်ပတ်လောက်လိမ့်သွားတယ်ကွင်းမိုင်ကြီးကသွားကြီးတွေစိပြီးអော်လိုက်တယ်ဗျပြီးတော့ကျုပ်ကိုတစ်ချက်လှည့်ကြည့်တယ်တာတေမဖဲဝါကကျုပ်နမီကိုလှမ်းပြောလိုက်တယ်ကျုပ်တို့ရွာဘက်ကိုလက်ညှိုးထိုးပြတယ်ဟုတ်တယ်ထနောင်းကုန်းကကျုပ်ဖြစ်ကွင်းမိုင်ကြီးကျုပ်ကိုကြည့်နေတာကြောက်လိုက်တာဗျာကြက်သိန်းတွေဆိုတာတဖြန်းဖြန်းထားလို့ဗျကွင်းမိုင်ကြီးကခြာကနေလှဲ့ထွက်သွားတယ်ကျုပ်လည်းပေ20လောက်မြင်းတဲ့ကွင်းမိုင်ကြီးရဲ့ကြောကုန်းကိုငေးကြည့်ရင်ကြက်သိန်းတွေထနေထောတာပေါ့ဗျာကျုပ်မဖဲဝါကိုလှည့်ကြည့်လိုက်တော့မျိုးစားရဲ့တိုက်ကိုပြန်ပြီးတော့ဖြောက်နေတယ်ဗျမဖဲဝါကလက်နှစ်ဖက်ကိုရှေ့ကိုဆန့်ပြီးတိုက်ကိုမန်းမှုန်နေတာဗျဟောမျိုးစားရဲ့တိုက်ကြီးပျောက်သွားပြီဗျငကိုအတိုင်းဂူဟောင်းကြီးပြန်ပေါ်နေပြီဗျာဟာဒါမဖဲဝါရဲ့ခွေးနတ်ကြော်အတန်ဗျနတ်ကြော်လည်းသူ့ရဲ့သခင်မကြီးပျောက်သွားလို့လိုက်ရှာနေပုံရတယ်ဗျဟောရောက်လာပြီနတ်ကြော်ကြီးရောက်လာပြီနတ်ကြော်ကြီးကနွားပေါက်တစ်ကောင်လောက်ရှိတာဗျနတ်ကြော်ကသူ့သခင်မကြီးကိုတစ်လှည့်ကျုပ်ကိုတစ်လှည့်ကြည့်နေတဲ့ကိစ္စအလုံးပြီးသွားပြီမဖဲဝါမီးလောင်ကုန်းတင်းချိုင်းကနေတရွေ့ရွေ့ထွက်သွားပြီဂူတွေအပေါ်ကနေရွေ့သွားတာဗျခွေးနဲ့ကြီးနတ်ကြော်လဲနောက်ကနေပါသွားလေရဲ့ဗျာကျုပ်အိမ်ပြန်ရောက်ပြီးတိတ်မကြဘူးဗျဆရာတော်ကြောင့်ကအုံမောင်းခောက်တန်ကြားရတာပဲနောက်တနေ့ကျုပ်အိယာကနိုးတော့10နာရီတောင်ထိုးနေပြီကြောက်ခဲကခုံတန်းလေးမှထိုင်ပြီးကျုပ်ကိုစောင့်နေတယ်ကြောက်ခဲရေအေယာမချေယာကြီးကိစ္စတော့ပြီးသွားပြီဟဲ့ဒါပေမဲ့မီးလောင်ကုန်းသားတွေတော့သူတို့တင်ញိုင်းထဲမှာလေပင်အပေါက်ကြီးနဲ့အလောင်းတလောင်းတွေးလို့အလုံးရှုံမှသေးကြတယ်ဟဲ့ကျုပ်ပြောတာတွေကိုဘာမှနားမလည်တဲ့ပုံစံနဲ့ကြောက်ခဲကကျုပ်ကိုကြည့်နေရောဗျာဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာတာတေးရေးသားထားတဲ့ကွင်းမိုင်နှမမဖဲဝါဆိုတဲ့စိတ်ဝင်စားဖွယ်ရာပရာလောကဇလံကောင်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါပြီခင်ဗျာဇလံလေးကိုပြီးဆုံးအောင်နားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်အစီအစဉ်တင်ဆက်သူကတော့ကျွန်တော်ဝေယံပဲဖြစ်ပါတယ်ခင်ဗျာ